အားလုံးပဲမင်္ဂလာပါ exercise 7.4 က number 3ကိုဆက်တွဲကြရအောင် evaluate a sin cosine inverse of root 3 over 2 b tangent sin inverse of root 3 over 2 c cosecant tangent inverse of negative root 3 over 3 okay အဲ့တော့ number a လေးကနေဆက်တွဲကြရအောင် a ကပေးထားတာက sin cosine inverse of root 3 over 2 Okay ဒီမှာ inverse function လေးပါလာဖြစ်တဲ့အတွက်ပေးထားတဲ့ inverse function လေးကို y လို့ထားမယ်ပြီးတော့ y တန်ဖို့ရှာမယ်ပေါ့နော်ဒါကြောင့် let y is equal to cosine inverse of root 3 over 2ဒီမှာလေသူက trigo function ဖြစ်တဲ့အတွက်သူ့ရဲ့ domain တွေ range တွေကကန့်သတ်ထားတယ် cosine inverse အတွက်ဆိုရင် y ရဲ့တန်ဖိုးက0 less than or equal y less than or equal ပိုင်းအတွင်းမှာတည်ရှိရပါမယ်ဒါဆိုရင် cosine y is equal to root 3 over 2ဆိုပြီးတော့ဖြစ်သွားမယ်လို့ချင်တာက y တန်ဖိုးပေါ့နော် y တန်ဖိုးလို့ချင်တာဖြစ်တဲ့အတွက် root 3 over 2ကို cosine ချိုးအနေနဲ့ပြောင်းတဲ့အခါတော့သူကcosine 30 degree ရဲ့တန်ဖိုးပါ cosine 30 degree ဆိုတော့ radian အနေနဲ့ပြောမယ်ဆိုရင် cosine pi over 6နဲ့အတူတူပဲပေါ့နော်ဒါကြောင့်သူ့နေရာမှာ cosine pi over 6ကိုစသွင်းမယ်အဲ့တော့ cos y is equal to cos pi over 6ဖြစ်တဲ့အတွက် y is equal to pi over 6ဆိုပြီးတော့ဖြစ်သွားမယ်အဲ့ဆိုရင်ဥစ္စာရှာခိုင်းတဲ့ sin ကိုဆက်ချမယ်ပေါ့နော် sin cosine inverse of root 3 over 2 is equal to sin ကတော့ sin တိုင်းနဲ့ထားနိုင်မယ် cosine inverse of root 3 over 2ကို y လို့ထားခဲ့ရဖြစ်တဲ့အတွက်သူနေရာမှာ y စောင်းသွင်းပါမယ် y ဆိုတာက pi over 6နဲ့အတူတူပဲဖြစ်တဲ့အတွက်သူနေရာမှာ pi over 6ကိုစောင်းသွင်းမယ်ဒါဆိုရင် sin pi over 6ဆိုဖြစ်သွားမယ်ပေါ့နော် sin pi over 6ဆိုတာက degree အနေနဲ့ဆိုရင် sin 30 degree ပေါ့နော် sin 30 degree ရဲ့တန်ဖိုးက 1 over 2ဖြစ်တဲ့အတွက်သူနေရာမှာ 1 over 2ကိုစောင်းသွင်းလိုက်မယ်ဆိုရင်သူရှာခိုင်းတဲ့ sin cosine inverse of root 3 over 2ရဲ့တန်ဖိုးကိုရပါမယ် Okay ဒါဆိုရင်နံပါတ် B လေးကိုဆက်တွက်ကြရအောင်နံပါတ် B ကပေးထားတာက tangent sin inverse of root 3 over 2 Okay သူဒီလဲ inverse function လေးဖြစ်တဲ့အတွက်ပေးထားတဲ့ inverse function လေးကို y လို့ထားတွက်မယ် let y is equal to sin inverse of root 3 over 2အဲ့တော့ trigo function ရဲ့ domain တွေ range တွေကကန့်သတ်ထားတာဖြစ်တဲ့အတွက် sin inverse function အတွက်ဆိုရင် y ရဲ့တန်ဖိုးက negative pi over 2 less than or equal y less than or equal pi over 2အတွင်းမှာရှိရပါမယ်ဒါဆိုရင် sin y is equal to root 3 over 2ဆိုပြီးတော့ရမယ် y တန်ဖိုးလို့ချင်တာဖြစ်တဲ့အတွက် root 3 over 2ကို sin ချိုးအနေနဲ့ရှာမယ်ပေါ့နော် sin ချိုးအနေနဲ့ရှာတဲ့အခါ root 3 over 2ဆိုတာကsin 60 degree ရဲ့တန်ဖိုး sin 60 degree ကို radian အနေနဲ့ပြောမယ်ဆိုရင် sin pi over 3ရဲ့တန်ဖိုးပေါ့နော်ဒါကြောင့်သူ့နေရာမှာ sin pi over 3ကိုစာသွင်းလိုက်မယ်ဆိုရင် sin y is equal to sin pi over 3ဖြစ်မယ်ဒါဆိုရင် y is equal to pi over 3ဆိုပြီးတော့ရမယ်ပေါ့နော်အဲဆိုရင်ပုံစံရှာခိုင်းတဲ့ tangent sin inverse of root 3 over 2 is equal to ရှေ့က tangent တွေကတော့ tangent တွေပဲပေါ့နော် sin inverse of root 3 over 2ကို y လို့ထားခဲ့ရဖြစ်တဲ့အတွက်သူနေရာမှာ y စားသွင်းမယ် y ဆိုတာက pi over 3ဖြစ်တဲ့အတွက်သူနေရာမှာ pi over 3စားသွင်းတော့ tangent pi over 3ဆိုပြီးတော့ရမယ်နော်အဲ့တော့ tangent pi over 3ဆိုတာက tangent 60 degree ရဲ့တန်ဖိုး tangent 60 degree ရဲ့တန်ဖိုးက root 3ဖြစ်တဲ့အတွက်သူနေရာမှာ root 3လေးစားသွင်းမယ်ဆိုရင်ဥစ္စာရှာခိုင်းနဲ့ tangent sin inverse of root 3 over 2ရဲ့တန်ဖိုးလေးက root 3ဆိုပြီးတော့ရသွားပါမယ် Okay ဒါကနံပါတ် B လေးပေါ့နော်နံပါတ် C လေးကိုဆက်တွက်ကြရအောင်နံပါတ် C ကပေးထားတာက cosecant tangent inverse of negative root 3 over 3 Okay ဒီမှာ root 3 over 3ကဆက်ပြီးတော့ရှင်းလို့ရသေးရဲ့ပေါ့နော်အဲ့တော့ဆင်မဒီမှာတစ်ခါလေးရှင်းခဲ့ပါမယ် cosecant tangent inverse of
negative เนาะ root 3 over 3မှာ3က root 3 square ဖြစ်တဲ့အတွက်ပိုင်းဝေကိုရောပိုင်းခြေကိုရောနှစ်ခုလုံးကို root 3နဲ့စားနိုင်မယ်ဆိုရင်သူက1 over root 3ဆိုပြီးတော့ရမယ်ပေါ့เนาะ okay အဲ့တော့သူဒီလေ inverse function လေးဖြစ်တဲ့အတွက်ပေးထားတဲ့ inverse function လေးကို y လို့ထားပြီးစဉ်းစားမယ် let y is equal to tangent inverse of negative 1 over root 3 okay ဒါဆိုရင်ဒီမှာလဲပေါ့နော် Fico function ဖြစ်တဲ့အတွက်သူရဲ့ domain တွေကကန့်သက်ထားတယ် tangent inverse function အတွက်ဆိုရင် y ရဲ့တန်ဖိုးက negative pi over 2 less than y less than pi over 2 အတွင်းမှာရှိရပါမယ် okay ဒါဆိုရင် tangent y is equal to negative 1 over root 3ဆိုပြီးဖြစ်သွားမယ် okay အဲ့တော့ negative လေးကိုတော့ဆက်မှာ negative လေးတိုင်းထားလိုက်မယ်ပေါ့နော် 1 over root 3ကိုတွားကြည့်ရအောင်အဲ့တော့1 over 2 3ရဲ့တန်ဖိုးကtangent 30 degree ရဲ့တန်ဖိုးပေါ့နော် tangent 30 degree စီ radian နေနဲ့ပြောမယ်ဆိုရင် tangent pi over 6ဖြစ်တယ်ဒါကြောင့်သူ့နေရာမှာ tangent pi over 6ဆိုပြီးတော့အစားသွင်းမယ် negative tangent pi over 6ပေါ့နော်အဲ့တော့ဒီမှာရှေ့ကရှိတာက tangent y နောက်ကကောင်လေးက negative tangent pi over 3ဖြစ်နေတယ် pi over 6ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီမှာ negative ဖြစ်နေတာဖြစ်တဲ့အတွက် negative angle ရဲ့ဆက်သွယ်ချက်လေးကိုစဉ်းစားမယ်ဆိုရင်ဆက်လို့ grade level တုန်းကသင်ခဲ့တဲ့ negative angle ရဲ့ဆက်သွယ်ချက်လေးဆိုရင်ပေါ့နော် tangent negative theta ဆိုလို့ရှိရင် negative tangent theta နဲ့အတူတူပဲအဲ့ဒါ negative tangent theta ဆိုတာက tangent negative theta နဲ့အတူတူပဲဖြစ်တဲ့အတွက် negative tangent pi over 6ဆိုလို့ချင်း tangent negative pi over 6နဲ့အတူတူပဲဖြစ်မယ်ပေါ့နော်အဲ့တော့သူ့နေရာမှာ tangent negative pi over 6ကိုစားသွင်းလိုက်မယ်ဆိုရင် y ရဲ့တန်ဖိုးက negative pi over 6ဆိုပြီးတော့ရသွားပါမယ် okay ဒါဆိုရင်ဥစ္စာရှာခိုင်းတဲ့ cosecant tangent inverse of negative root 3 over 3ပေါ့ okay is equal to ရှေ့က cosecant လေးကတော့ cosecant ပဲပေါ့နော် negative root 3 over 3ဆိုတဲ့1 over root 3ရဲ့တန်ဖိုးကို y လို့ထားခဲ့တာဖြစ်တဲ့အတွက်သူနေရာမှာ y လေးစားသွင်းပါမယ်အဲ့တော့cosecant y ပေါ့နော် cosecant y ဆိုတာက negative pi over 6ဖြစ်တဲ့အတွက်သူနေရာမှာ negative pi over 6ကိုပြန်ပြီးတော့စားသွင်းမယ်အဲ့တော့ cosecant negative pi over 6ဖြစ်တယ်ဒါဆိုရင် cosecant ရဲ့ negative angle လေးကိုပြန်စဉ်းစားမယ်ဆိုရင် grade level မှာသင်ခဲ့တယ် cosecant negative theta ဆိုလို့ရှိရင် negative cosecant theta နဲ့အတူတူပဲပေါ့နော်ဒါကြောင့် cosecant negative pi over 6ကို negative cosecant pi over 6ဆိုပြီးတော့ပြင်လိုက်ပါမယ်အဲ့တော့ရှေ့က negative တွေကတော့ negative တွေပဲပေါ့နော် cosecant pi over 6ရဲ့တန်ဖိုးက2ဖြစ်တဲ့အတွက်သူနေရာမှာ2လေးစားသွင်းလိုက်မယ်ဆိုရင်ပုံစံအားရှာခိုင်းတဲ့ cosecant tangent inverse of negative root 3 over 3ရဲ့တန်ဖိုးက negative 2ဆိုပြီးတော့ရသွားပါမယ်